ကိုတောင်တစ်ခုထဲမှာသူတင်ထားတဲ့ပစ္စည်းတွေဟာလျှက်စီးကြောင်းတွေနဲ့တူကွယ်ပြောက်သွားတာကိုဒီလူသားမြင်လိုက်ရပါတယ်မကျေနပ်တာနဲ့ပျောက်သွားတဲ့နေရာမှာတန်ပိုက်လုံးတွေကိုထက်ချကြည့်တဲ့အခါနောက်တစ်စက္ကန့်မှာပဲအဲ့ဒီတန်ပိုက်လုံးတွေပါထပ်ပြီးအငွေ့ပြန်ပျောက်ကွယ်သွားခဲ့ပြန်ပါတယ်တကယ်တော့အဲ့ဒီတန်ပိုက်လုံးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကရန်သူတွေရဲ့ဝိုင်းရံခြင်းကိုခံနေရတဲ့တိုင်းပြည်တစ်ခုရဲ့ဘရင်မလေးစီကိုရောက်ရှိသွားတာပါလက်နက်ပြက်လက်နေတဲ့ဘရင်မလေးဟာဒီထူးဆန်းတဲ့တန်ပိုက်လုံးတွေရဲ့ကြန့်ခိုင်မှုကိုစမ်းသပ်ဖို့ဓာတ်နဲ့ခုတ်ကြည့်လိုက်တဲ့အခါဒါပါကျိုးသွားခဲ့ပါတယ်အင်အားကြီးမားတဲ့ရန်သူတွေကိုရင်ဆိုင်ဖို့ဘရင်မလေးဟာဒီတန်ပိုက်လုံးတွေကိုကင်ဆောင်ပြီးစစ်မြေပြင်ကိုကိုယ်တိုင်ထွက်ခွာခဲ့ပါတယ်ရန်သူတွေရဲ့တန်မဏိဓာတ်တွေဟာခေတ်သစ်တန်ပိုက်လုံးတွေကိုမရှင်နိုင်ပဲတစ်စစီကျိုးပဲကုန်တာကြောင့်ရန်သူစစ်တေနာပတိဟာကြောက်လန့်ပြီးစစ်ဆုပ်ခိုင်းလိုက်ရပါတော့တယ်ဒါပေမဲ့တိုင်းပြည်မှာရိတ်ခါနဲ့ရေပြက်လက်တဲ့ဒုက္ခနဲ့ထက်ကြုံရပြန်ပါတယ်တစ်ဖက်မှာလည်းပစ္စည်းတွေခိုးခံရတယ်ထင်ပြီးကိုတောင်ထဲမှာအတန်ချဲဆက်နဲ့အော်ဟစ်နေတဲ့ခေတ်သစ်လူသားရဲ့အတန်ကိုဘရင်မလေးကကြားသွားခဲ့ပါတယ်ဘရင်မလေးကသူ့ကိုနတ်ဖျားလို့ထင်မှတ်ပြီးတိုင်းပြည်ရဲ့ဒုက္ခတွေကိုတိုင်တည်ခဲ့ပါတယ်သူ့ကိုနတ်ဖျားလို့ကိုးကွယ်ပြီးတိုင်းပြည်ရဲ့ရွှေငွေရတနာတွေကိုပို့ပေးလာတဲ့အတွက်ဒီလူသားဟာရွှေတွေကိုငွေဖြစ်ပြောင်းလဲပြီးခေတ်သစ်အစားအစာတွေနဲ့ရေစုပ်ဆက်တွေကိုကိုတောင်ထဲကနေတဆင့်ဘရင်မလေးစီပြန်လဲကူညီပေးပို့ခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲဘရင်မလေးရဲ့တစ္ဆာဖောက်မှတ်ဟာဘရင်မလေးကိုနောက်ွယ်ကနေလှုပ်ကြံတိုက်ခိုက်ပါတော့တယ်ထူးဆန်းတဲ့လျှက်စီးတကားဝမှာအကြောင်းတွေပေါ်လာပြီးဘရင်မလေးအနေရရှိနေမှန်းသိလိုက်တဲ့ခေတ်သစ်လူသားဟာဇလန်တွန်းလဲကြီးကိုတွန်းပြီးအဲ့ဒီလျှက်စီးတကားဝတွေကိုကိုယ်တိုင်ခုံဝင်ကကဲတင်ဖို့ထွက်ခွာသွားပါတော့တယ်